င်္ဂလာပါရှင်ဒီနေ့ကတော့ကျိုးထိုးဒီလေးရောင်ကိုရောင်ပေးတော့မှာပါရှင်သူကတော့အရှိမဒီလိုကျိုးထိုးဒီဇိုင်းလေးနဲ့ကော်လန်ပါလေးနဲ့ဒီလိုလက်မှာဖြတ်ဆက်ပါတယ်ဒီလိုလက်မှာဖြတ်ဆက်ပါတယ်ခါရှိရှိပွားလေးနဲ့ဝိလို့အရန်ကောင်းတဲ့ဒီဇိုင်းပြပါရှင်ဒါမျိုးဆိုရင်တော့အခုလိုမျိုးဆောင်းရပြီးအတွက်နှွေးထွေးပြီးတော့ပွားလေးနဲ့ယောက်ျားလေးမိန်းကလေးဘယ်သူမဆိုပြီးလို့ရပါတယ်ရှင်ကဲဒါလေးရဆိုရင်တော့အယောင်လိုက်ဆိုရင်တော့ဒီအယောင်လေးကသားရောင်လေးပေါ့နော်ဒါလေးရဆိုရင်တော့ပန်းရောင်လေးပါရှင်ပန်းရောင်လေးဒါလေးကတော့အနှံ့ရောင်လေးပါရှင်သူကတော့အရှင်းမှာကျိုးကျိုးဒီဇိုင်းနဲ့ဒါလေးဆိုရင်တော့ဒီလိုမျိုးခဲရောင်လေးပါအစိမ်းပုတ်ခဲပုတ်အရောင်လေးပါရှင်ဒါလေးကတော့ခဲဖြူရောင်လေးပါရှင်ဒီလို9ရောင်10ရောင်9ရောင်3ရောင်4ရောင်5ရောင်9ရောင်9တဲ့ဒီကနေစိုက်လို့ရပါတယ်ရှင် LD ဆိုရင်တော့90ကနေ145ထိပြီးလို့ရပါတယ်။ယောက်ျားလေးမိန်းကလေးဘယ်သူမဆိုပြီးလို့ရပါတယ်ရှင်။9ရောင်9တဲ့ဒီကနေပြီးတော့ယောက်ျားလေးမိန်းကလေးဘယ်သူမဆိုပြီးလို့ရတဲ့ size ဒီလိုဒီလေးကိုလိုချင်တယ်ဆိုရင်တော့အေးမော်ဒီဆိုင်မှာဝင်လို့ရပါတယ်ရှင်။သူကတော့တက်ကင်လေးနဲ့ပြင်မယ်ဆိုရင်တော့ဒီလိုလေးပါရှင်။ဒါလေးကတော့ကျွန်တော်တို့ထားတဲ့အတိုင်းလေးပါဒီတက်ကင်လေးရပါရှင်။ဒါလေးကတော့ခဲပြူရောင်လေးပါဒီခဲပြူရောင်လေးကတော့ဒီရောင်လေးပါရှင်ခဲပြူရောင်လေးပါရှင်ဒါလေးကလည်းခဲပြူရောင်လေးပါရှင်ဒါလေးကတော့အနက်ရောင်လေးပါရှင်ဒီရောင်လေးကတော့အနက်ရောင်ပေါ့နော်ဒီရောင်လေးပါရှင်တကယ်ကြီးဆိုရင်တော့ဒီလိုလေးလာပါလို့ရှင်ဒါလေးကိုလိုချင်တယ်ဆိုရင်တော့အေးမို့အထက်ဆိုင်မှာဝင်လို့ရပါတယ်ရှင်အေးမို့အထက်ဆိုင်ကတော့22လမ်းစီ8988ဂျာမန်လေးမျိုးပါရှိပါတယ်ရှင်ဘိုင်ဘာအနေနဲ့မှာယူလို့ရပါတယ် TikTok အနေနဲ့မှာယူလို့ရပါတယ်ရှင် page ကနေလည်းမှာယူလို့ရပါတယ်ရှင်ဘယ်နေရာနေမှာဆိုအလွယ်တကူမှာယူလို့ရအောင်အကုန်လုံး link တွေကိုလည်းအဲ့အကောင့်အောက်မှာချပေးထားပါတယ်ရှင်ကဲကြည့်ရှုပေးသူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်